ချက်ကြီးခေါက်ဆဲလုပ်ပေးမယ်ချက်ကြီးခေါက်ဆဲကျွေးတဲ့ချက်ကြီးဖြစ်ပါတယ်ငါဖုတ်Ah, thank you. ငါလည်းကွာမရသေးဘူးလေငါတို့မရတာမချူစမ်းဟုတ်ကောင်းလိုက်တာဒါကြောင့်မရောက်သေးပါဘူးမရရဲ့မရောက်သေးဘူးကြီးပါပြီလားအပေါ်မှာကလေးတွေဖွင့်နေတယ်ထင်တယ်ဟမ်那边娘嘛，ကောင်းမှာ那边娘的说，高兴的。ညတော့သိရသင်ကြားကြမလို့တော့ကုန်းလည်းမရတော့ဟိုးပြီးတော့လွတ်လပ်တာမှထိုင်လွမ်းနေဦးမယ်တော့ကြာ那边娘的对，哦。နင်းကောင်းကွာငါမြန်မာပြည်ငင်းချန်ဒီဆိုင်ဒီခေါက်ဆွဲဆိုင်ရအောင်ဖွင့်မယ်နော်ပို့ကိုလေးစားရောင်းလေးရောင်းဘာလို့ပြန်ပါလဲအဆောင်ရှိမှဖွင့်ဖို့စဉ်းစားနေတာ business idea တွေရရတယ်ဘူးကောမလားဆိုင်လေ就是看到那个，让位老师，因为现在你平常咩东西做啊？啊，你平常咩东西做啊？他们对没错，像过那个哦，秋雨嘛，因为有个你。ဒီကဂျပန်လိုစုကူနယ်လို့ခေါ်ပါတယ်ဟုတ်ကဲ့မြန်မာလိုခါဆုပြရမြန်မာလိုကဘယ်လိုခေါ်လဲတော့မြန်မာလိုဘယ်လိုခေါ်လဲတရားအသားလုံးလား可以有点点比较那种。မှတ်တယ်
ဖြစ်သွားဒါမဲ့ဒီညဆိုတော့ အဲ့တော့မမလေးတို့ကတော့ချုပ်လို့ရှိတယ် မနေ့က ချုပ်လို့တော့ရောဒီနေ့ ဒီညသွားရင်မနေ့ကလည်းရမယ် ဒီကောင်မလေးမလိုက်ဘူး မနေ့ပြန်ရမှာ ။အိုးဒီတော့နော် ဒါကတော့ကာရာကေးလို့ခေါ်ပါတယ် အဲ့ကောင်လေးအောင်တယ်ဘယ်လိုလဲyes နားပြန်ဟော အယိုးဖေးစရာမလိုဘူးကောင်းစားလို့ရတယ်ပေါ့ နော်ဘလော့ကာလို့ရမှာဟုတ်ဘလော့ကာ ။ဘာလို့မလုပ်ရဘူး။အားရတော့က နည်းနည်းခက်တယ်တိတဲ့လူတွေဆိုရင် ဒီချက်သားမှာလဲညရောက်မှာ ဟုတ်ညရောက်မှာဘိုလ်တော်ညဘိုလ်တော်ည တနင်္လာနေ့မရောက်ဘူး။ ဘိုလ်တော်နဲ့နေ့လေကြပြန်ပြီ ညနေဆရာမတို့ကိုကြီးဒါတော့မီဇူနာဆလတ်ဖြစ်ပါတယ် အသိပြောတယ်တော်လို့ရတယ်ဘုရားကတတိယလာတော့အားတတိယ ပြောရတယ် ကြောက်တယ် နည်းနည်းဆိုတော့ပဲနေလိုက်တင်လိုက်တယ် ဒီလိုက်ချက်ပါမမေရနေခုနကခွဲရောက်ပြန်လာတယ် တော်လို့ရတယ်ဘာလို့ကြာစေတော့ဟုတ်ပါအဲ့လိုမျိုးကောင်းတယ်ပေါ့။အဲ့ဒါဆိုဘုံပဲတတိပါတယ်။ဆက်တော့အဲ့ဒါညတော့အဲ့ဒါညတော့ဘောစစပြည့်တိုးရကြပါတကူပါဒီကိုဒီလိုမှတော့တော့ဘုရားကတော့တော့ ကဲအဲ့လိုဖြစ်ပြောဖို့မကောင်း ဟုတ်တယ်ဘာချင်ဘာလို့လဲတော့ဘာလို့လဲဆိုညတော့မှချင်းပြတဲ့မှာညတော့တနေ့ရောက်ပြီးဆိုတော့အားလုံးကလည်းရချင်းရတဲ့ရက်ပဲဆို ဘုရားတော့တင်တိုင်းတွားလို့မရဘူးလေတော့တစ်ခေါက်သွားမယ်ဆိုရင်3-400 ဒီမှာလည်းတစ်ခေါက်ရောက်ပြီးတော့ 2019ခုတော့တွားတဲ့ဟာလာပြောနေအဲ့ဒါအိမ်မှာမအိတ်တာတော့ဒီညတော့ပြအောင် 你也没呀，你也没你呀。 အတူတူပဲလေမနေ့ငါတို့ရောက်အိတ်တာကြအတူတူပဲလေရှင်းတော့ပဲရောက်သွား 如果中间的话，那边家好不好？ အဲ့ရတည်ရော ဒီတော့နဲ့ပြီးတော့ လက်လျှော့လိုက်ပြီ 要呀， မရဘူးမရဘူး 要。